အစာကျူးချင်းအတော့ကျူးချင်းအိတ်ကျူးချင်းအကြည့်ကျူးချင်းဆိုတဲ့လွန်ကျူးတဲ့အရာတွေကိုအပြစ်ပြစ်တယ်ဆိုပြီးတော့ Ellen G. White ရေးသားထားတဲ့ Council on Diet and Food အစာအာဟာရဆိုင်ရာအကြံပြုချက်စာအုပ်ထဲမှာတိကျရှင်းလင်းစွာဖော်ပြတာကျွန်တော်တွေ့ရပါတယ်မင်္ဂလာပါကျွန်တော်နာမည်ကဂေါ်ဆွန်ပြဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီနေ့မှာဆိုရင်အစာအာဟာရဆိုင်ရာအကြံပြုချက်ဆိုတဲ့စာအုပ် Ellen G. White ရေးသားထားတဲ့စာအုပ်ရဲ့အခန်းခွန်ဖြစ်တဲ့အစာကျူးချင်းဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်နဲ့တင်ဆက်အဝင်ကတော့ချင်ပါတယ်အရင်ဆုံးကျွန်တော်တို့ကျမ်းစာတော်မြတ်တစ်ပိုက်ကိုဖတ်ကြပါစို့တိကောခန်းကြီး30အခန်းငယ်31တင်းတို့သည်စားတော်၎င်းတောက်တော်၎င်းညီသည့်အမှုကိုပြုတော်၎င်းဖျားသခင်၏ဘုန်းတော်ကိုထောက်၍ခတ်သိမ်းသောအမှုကိစ္စကိုပြုကြလောဘတော်ကျမ်းချက်ပေါ်ရောက်တိုက်เสียအတွက်ဖျားသခင်မင်္ဂလာဖြစ်စေတော်ပါစေအာမင်ကျုပ်အရင်ဆုံးဆုတောင်းကြပါစို့ကောင်းကင်ဘုံရှင်ဖကိုတော်ဒီအရာလုံးကိုဖန်ဆင်းပယ်သပြီးကျုပ်စားမိအစားစာများဝင်ဘေးခဲ့သောကျွေးမွေးသောဘာဖြစ်ဖြစ်ပါ၏ကိုရကိုကျုပ်ချီးမွမ်းပါ၏ကျွန်တော်မှာပါလာတဲ့ပြင်နာစာများကိုလိုပြပြီးဆုတောင်းတော်နိုင်ငံပြတော်မူပါဒီအချိန်မှာကျွန်တော်ဝင်တော့တဲ့သတင်းစကားတွေကျမ်းနာသူရောက်တိုက်ဆက်အတွက်မင်္ဂလာဖြစ်စီတော်မူပါမိမိအသက်တာပြောင်းလဲစီသောတရားများဖြစ်စီပြီးကျွန်တော်ကစကျမ်းနာတော်သူရောက်တိုက်ဆက်အတွက်မင်္ဂလာဖြစ်စီတော်မူမိကြောင်းတပါးသီးသောတကယ်ရှိနာမတော်ကိုပြည့်စုံတော်ပါအာမင်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီအစာတူချင်းဆိုတဲ့ခေါင်းစဉ်ကျွန်တော်ရွေးထားတာဖြစ်ပါတယ်ဒီအစာတူချင်းဆိုတဲ့အခါမှာဘာကိုပြောချင်တာလဲဘာကိုဆိုလိုချင်တာလဲကျွန်တော်ဆက်လက်ပြီးတော့ကြည့်ကြပါစို့ဒီကျမ်းမာချင်းဆိုင်ရာပညာရှင်တွေကဆိုရင်ဒီကျွန်တော်လူသားတွေတရက်တာမှာဥပမာဆိုရင်ဒီတိဝလန်တွေကိုဘယ်နေရာခံနုစားမလဲကာဗွန်ဟိုက်ဒရိတ်ကိုဘယ်နေရာခံနုစားမလဲအဆီတွေကိုဘယ်နေရာခံနုစားမလဲသူပြင်တော့ဒီပရိုတဲ့အသားရကိုဘယ်လောက်စားမလဲဆိုတာတို့ကဒီရာခံနုတိကျစွာတို့ချင်းချင်းပြီးတော့တင်ပြတာကျွန်တော်တွေ့ရပါတယ်ဒီတို့တိကျစွာချင်းချင်းကိုခန္ဓာတို့ရဲ့ခန္ဓာကိုယ်မှာလူအပ်တဲ့အရာကိုတို့ဒီခန္ဓာကိုယ်ရဲ့လူအပ်ချက်အရာချင်းချင်းပြီးတော့တွက်ချက်တာဖြစ်ပါတယ်ဒီတို့တွက်ချက်တာနဲ့ကိုတို့ခန္ဓာကိုယ်ရဲ့လူအပ်ချက်ကိုဒီလူအပ်ချက်တိုင်းတို့မစားဘဲနဲ့ဒီလူအပ်တာတဲ့ပူပြီးတော့စားသုံးခြင်းကဆိုရင်အစားလူကျူးချင်းအစားကျူးချင်းလို့ခေါ်တာတို့တွေ့ရပါတယ်ဒီအစာကျူးချင်းဆိုတဲ့ခေါင်းစဉ်မှာဆိုရင်တို့ဘာတွေကိုလိလာမလဲဆိုရင်ကိုခန္ဓာတမဟီစေပိုက်ဆိုင်ရာနဲ့ဝိညာဉ်ကြီးရာတွေကိုဒီအစာကျူးချင်းကဘယ်လောက်ထိရောက်လဲဘယ်လောက်တေးရောက်မှုရှိလဲဘယ်လောက်ထိရောက်မှုဘယ်လောက်ထိစူးကျူးတွေဖြစ်စီလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဆက်လက်ပြီးတော့လိလာတော့မှာဖြစ်ပါတယ်တို့ပရမတ်ခုအစာကျူးချင်းကဆိုရင်ကိုခန္ဓာနဲ့စိတ်ကိုအားနေစီတယ်ဆိုရက်အချက်ကိုကျွန်တော်ကြည့်တဲ့အခါမှာဆိုရင်ဒီအစာကိုကျွန်တော်လူဒါတဲ့ပို့ပြီးတော့စားသုံးတဲ့အခါမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကမနိုင်ပဲနဲ့အိတ်ချင်မှုတိုးဖြစ်တာဂုံရှုပ်ရာဂုံထိုင်းမိုင်းတာစသဖြင့်သူ့မြင်တာကဒီကိုယ့်ရဲ့စိတ်ကဆိုရင်တခုခုစဉ်းစားတဲ့အခါမှာတခုခုလုပ်တဲ့အခါမှာအာယုံမဆိုင်နိုင်ဘူးစသဖြင့်ကျုပ်လည်းကဒီအစတို့အလူအကျုံစားမိတဲ့ခါမှာကိုယ့်ခန္ဓာကိုယ်ကမနိုင်တော့ဘဲနဲ့ခန္ဓာကိုယ်ကအာရူပျော့ရော့ပြီးတော့အာရူကုန်ခန်းအလုံးမောပန်းတာတွေဖြစ်တတ်တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်သတိပြုစီတော့ပါတယ်ကျွန်တော်ဆက်လက်ကြည့်တဲ့အခါမှာဆိုရင်ဒီအစအတူချင်းကြောင့်ဆိုရင်ဖြစ်လာနိုင်တဲ့ယောဂါတွေဆိုရင်အုံလိုက်တွေထိုင်းမိုင်းလာတဲ့ဒီဆုံးဖြတ်ချက်တွေကိုချက်ချင်းဆုံးဖြတ်ချက်မချက်နိုင်တော့ဘဲနဲ့ဆုံးဖြတ်ချက်တွေကိုနေကွေးလာတဲ့အဆိုင်အချင်းပေါက်လာတွေသူမြင်တော့ကဒီတွေးတွေကိုညဉ့်ညမ်းမှုစဖြစ်ဖြစ်ပေါ်လာတာကျုပ်တွေ့ရပါတယ်သူမြင်တော့ဒီအစလူကျိုးစွာစားတဲ့ခါမှာကျုပ်ဒီလူအပ်တာတဲ့စားတဲ့ခါမှာလူအပ်တဲ့လောက်ပဲဒီကျုပ်ရဲ့ခန္ဓာကိုယ်ကအဆုပ်ယူပြီးတော့
ပူတဲ့အရာတွေကိုသူကဒီနေရာမှာစုထားပြီးတော့ဒီစုထားတဲ့အရာတွေကဒီအစီအဖြစ်လာပြီးတော့ပူပြီးတော့များတာနဲ့အဝအလုံးချင်းဒီအရာတွေကိုဖြစ်တတ်တာတို့တွေ့ရပါတယ်ဆိုတဲ့အတွက်ကြောင့်ဒီအစားကျူးချင်းကိုတို့တတိထားဖို့ရန်တို့ရင်းတိုက်တွန်းတတိပြီးစီလိုပါတယ်သူ့ပြန်မှာဒီတချို့တွေကဆိုရင်အာဟာရနဲ့ပြီးသွားတဲ့အစားဆိုင်ဘာမှမဖြစ်ဖို့ဆိုပြီးတော့အတွေ့အခေါ်တွေရှိတတ်ပါတယ်ဒါပေမဲ့တို့တတိထားရမယ့်ကအရာကဆိုရင်အာဟာရနဲ့ပြီးသွားတဲ့အစားတွေဖြစ်စီဦးဒေါ်ညာလည်းပဲလွန်ကျိုးစွာစားတဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်တမ်ကကိုယ့်ရဲ့စိတ်တွေကိုစိတ်တကူတွေကိုတမ်ကကိုယ်ချင်းတရားတွေကိုညွန့်တုံးသွားစီတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်သတိပြုစီပါတယ်နောက်တစ်ချက်ခေါင်းစဉ်ချက်ကဆိုရင်အစာချီစနစ်ပေါ်မှာစာလွန်ကျိုးစွာစားခြင်းဖြင့်ဘယ်လောက်တရားမှုတရားမှုရှိလဲဆိုတော့ကျွန်တော်ကြည့်တဲ့အခါမှာဆိုရင်ဘလူးလဲဆိုရင်ဒီတော့အစာကိုလွန်ကျိုးစွာဒီခန္ဓာဒီကျွန်တော်ရဲ့အစာအိမ်ထဲမှာထည့်တဲ့အခါမှာဒီအစာချီစနစ်ကပုံမှန်အစာချီရပါတယ်ဒီအစာချီတဲ့အခါမှာဆိုရင်သူကအလိုများတဲ့အတွက်ကြောင့်ကောင်းမွန်စွာမချီနိုင်တော့ဘဲနဲ့ဒီ indigestion အစာမချီလှမ်းနိုင်ခြင်းဒီယောဂါတွေဖြစ်တတ်တယ်ဆိုတဲ့အကြောင်းကျွန်တော်သတိပြုစီလိုပါပဲသူမြင်မှာဒီအစာကျူးလွန်စွာစားခြင်းအဆိုရင်ဒီအစာအိမ်ကိုအားနည်းစီပြီးတော့ဒီအစာချက်အင်္ဂါမြတ်ကိုချိနဲ့သွားစီပေါ့ဒါကျွန်တော်တွေ့ရပါတယ်သူ့မြင်မှာဒီအစာမချိနိုင်တဲ့အခါမှာဆိုရင်ဒီဝန်လေးပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်လေးလံပြီးတော့ပြန်နာမှုတွေဖြစ်တတ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်နဲ့တတိပြုစီလိုပါတယ်ကျွန်တော်ရှင်းပြောမယ်ဆိုရင်ဘုရားခင်ရဲ့အမှုတော်ဆောင်ဘာသာအတင်းရုပ်ဆရာများစသဖြင့်ရုံးမာအထိုင်များကျမ်းမာရေးနဲ့ကိုက်နေတော့အစားအစာမူရင်းဆွေးဝါးတွေမသုံးဆွဲပဲဒီခန္ဓာကိုယ်အတွင်းပိုက်အစာချီချက်ယောဂါတွေရရှိချင်းရဲ့အကြောင်းရင်းကဒီဟာဖြစ်ပါတယ်အစားအစာကိုလွန်ကျူးစွာစားခြင်းအချိန်မမှန်ပဲတဲ့စားခြင်းကြိုက်တဲ့အချိန်မှာစားခြင်းဖြင့်ဒီယောဂါတွေရပြီးတော့ဒီအစာအိမ်ယောဂါကင်ဆာတွေရခြင်းကဆိုရင်အစားအစာကိုလွန်ကျိုးစွာစားခြင်းကြောင့်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်နဲ့သတိပြုစီလိုပါတယ်ကျွန်တော်နဲ့နောက်ချက်ကျွန်တော်ကြည့်တဲ့အခါမှာဆိုရင်အစာကျူးခြင်းကဆိုရင်အပြစ်ဖြစ်တယ်ဆိုပြီးတော့ Council on Diet and Food အစာအာဟာရဆိုင်ရာကြံပြုချက်စာမျက်နှာ60နှစ်မှာတိကျဖော်ပြတာကျွန်တော်တွေ့ရပါတယ်ဒီအစာကိုလွန်ကျိုးစွာစားခြင်းဆိုရင်ဒီမှာကျန်းစာရပြောမယ်ဆိုရင် temperance ကို temperance မရှိခြင်း intemperance ပေါ့ကိုချုပ်တီးမှုမရှိခြင်းဖြစ်တရဖြစ်တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်သတိပြုစီလိုပါတယ်ဒီအစာထဲမှာဒီအစာကိုဒီအစာရင်ထဲမှာတို့အလူအကျုံထည့်တဲ့အခါမှာဆိုရင်ဒီခွန်တာကမနိုင်တော့ဘဲနဲ့ကိုခန္ဓာကိုအားနေတော့တာကျွန်တော်တွေ့ရပါတယ်အဲ့တော့ကြောင့်ဒီအစာရင်ထဲမှာအစာလွန်ကျူးခြင်းလူကျူးစွာတဲ့ခြင်းအဆိုရင်လူတော်တော်များကျူးလွန်တဲ့အပြစ်ဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်သူမြင်တာမှဒီအရာကဆိုရင်စာတန်ရဲ့အကြံစီဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်နဲ့သတိပြုစီပါတယ်အဲ့တော့ကြောင့်ဒီအစာကိုလွန်ကျူးစွာမစားမိဘူးရန်ကျွန်တော်ကစားထပ်မှပြီးတော့သတိပေးစီခြင်းပါတယ်မကောင်းတဲ့အစာတွေကိုရှောင်ကြည်ထားပြီးတော့ကောင်းတဲ့အစားအစာတွေကိုကျွန်တော်ကြိုက်တော့စားလို့ရတယ်ဆိုတော့အတွေ့အကြုံတွေကိုပြောင်းလဲပြဖို့ရန်ကျွန်တော်နဲ့သတိပြုစီလိုပါတယ်သူမြင်တယ်ကဒီကောင်းတဲ့အစားအစာဖြစ်စီမကောင်းတဲ့အစားအစာတွေဖြစ်စီကျူးလွန်စွာစားတဲ့ခါမှာလှုပ်ရှားမှုဒီအသက်ကိုရန်ကြားကြီးကိုပိတ်ဆို့ပြီးတော့ဒီလှုပ်ဆောင်မှုတွေကိုနှောင့်နှေးစေတဲ့အကြောင်းကိုကျွန်တော်တွေ့ရပါတယ်ကျမ်းစာထဲမှာကျွန်တော်ဖိလိပ္ပိအခန်းကြီး3အခန်းငယ်7ကျွန်တော်ဖတ်တဲ့အခါမှာဘလို့ပေါ်ပြလဲဆိုရင်သူတို့ဒီပျက်စီးခြင်း၌လမ်းဆုံးတက်ကြ၏သူတို့ဤဘုရားမူကမိမိတို့ဝမ်းပီတီမိမိတို့ရှက်ကြောက်ဘွယ်သောအကျင့်၌သာမိမိတို့ဝါကြွားကြ၏လောကီအရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြ၏ဆိုပြီးတော့ပေါ်ပြတာကျွန်တော်တွေ့ရပါတယ်သူတို့ရဲ့ဘုရားမူကမိမိတို့ဝမ်းပီတီတတိထားစရာပေါ့
ကိုယ့်ရဲ့ဘုရားကဖန်ဆင်းရှင်ဘုရားမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ခန္ဓာကိုဖြစ်တာကြောင့်တော်တိတ်ခါကြစရာတော်တက်သည်မရှိတဲ့အရာရောက်တာကျွန်တော်တွေ့ရပါတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကိုယ့်ရဲ့ဘုရားဖြစ်မထားမိဘူးရင်ကျွန်တော်ကအစတို့တရားနာတဲ့လူရောက်တိုက်စီကျွန်တော်တတိပြုစီပါတယ်ကိုပြန်လဲစင်ချင်းသုံးသပ်ဖို့ရင်ကျွန်တော်ကစားတရားနာတဲ့တငယ်ချင်းမိကူမောင်နှမများပြန်လဲစမ်းစစ်စင်ချင်းချင်းပါတယ်စီချင်းပါတယ်ကျွန်တော်ဆက်လက်သွားမယ်ဆိုရင်ဒီအစားတူးချင်းကဆိုရင်ကိုယ့်ရဲ့ဝိညာဉ်ကြီးပေါ်မှာဘယ်လိုတက်ရောက်မှုရှိလဲဆိုတော့ကျွန်တော်ကြည့်ရတာပါဆိုရင်ဤသီလလူမျိုးတော်ကဆိုရင်ဒီအစားအစာတွေကိုဘုရားခင်ကအာဟာရပရိုတိန်းအချူရစရပြင်းအဆီဓာတ်စရပြင်းကာဗွန်ဟိုက်ဒရိတ်တွေပြည့်ဝတဲ့မာနကိုမာနကိုချပေးတာဖြစ်ပါတယ်တိုးတော်လည်းသူတို့ရဲ့အာတာကိုသူတို့လူအပ်ချက်သူတို့ရဲ့စန္ဒကိုတောင်းရှိတန်းတင်ပြီးတော့အသားကိုတောင်းတဲ့အခါမှာသူတို့ကြိုက်တော့စားပြီးတော့လူကျွဆိုတာစားတဲ့အခါမှာဆိုရင်ဘုရားရှင်ကသူတို့ကိုပြစ်ဒဏ်ပြီးတော့လူထောင်ပေါင်းများစွာတည်ကြည်ပြတ်စေခြင်းတုံရောက်တာကျွန်တော်တွေ့ရပါတယ်ကျွန်တော်ဒီရေးကြည့်တဲ့ချက်ကျွန်တော်အတူတကွဖတ်စီခြင်းပါတယ်ဒီအစာအိမ်ကိုထိခိုက်အောင်လုပ်ခြင်းဒီတဲ့ဝိညာဉ်အသက်ကိုထိခိုက်စေကြောင်းကို၎င်းအစာအိမ်ကိုမတရားအသုံးပြုခြင်းဒီခရစ်တော်ကိုအကြီးအကျယ်အတည်မဲ့စီဒီကို၎င်းလူအပေါင်းတို့သည်သိရှိနားလေကြလီတသိရှိလာကြပါလိမ့်မည်ဆိုပြီးတော့ဟောပြတာကျွန်တော်တွေ့ပါတယ်ဒီအရာကအမတမအရေးကြီးပါတယ်ကိုယ်ခန္ဓာကိုလူကျွစွာအစအစာထက်ပြီးတော့ဝိညာဉ်ရေးအသက်တာကိုထိရောက်စီပြီးတော့မတရားအသုံးပြုခြင်းကဆိုရင်သခင်ခရစ်တော်ကိုအကျက်အတီးမဲ့စီတယ်ရှုတ်ချရာရောက်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်စိတ်နှလုံးထဲမှာကျွန်တော်ကစထည့်သွင်းပြီးတော့ဒီအစားအစာနဲ့ပတ်သက်ပြီးတော့လူကျွစွာမစားမိဘူးရင်တတိပြုစီလိုပါတယ်ကျွန်တော်ဆက်လက်ကြည့်တဲ့အခါမှာဆိုရင်အစားအစာနဲ့ဥပုံနေတဲ့ဘလူးပတ်သက်မှုရှိလဲဆိုတော့ကျွန်တော်ဆက်လက်လေ့လာတဲ့အခါမှာဆိုရင်ဒီဘလူးပေါ်ပြရဆိုရင်ဥပုံနေမှာဆိုရင်ကျွန်တော်အစားအစာတွေကိုပြင်ဆင်တဲ့အခါမှာအခြားနည်းများထက်အစားအစာအမျိုးအများစွာနာအမေများစွာမထားသင့်ဘူးဆိုတဲ့အကြောင်းကိုပေါ်ပြရုံတောင်ကဒီဝိညာဉ်ရေးကိစ္စတွေကိုကြည်ကြည်လင်းလင်းစင်ချင်းသုံးသပ်နိုင်ဖို့ရန် use စင်အစာတွေကိုပြင်ဆင်ပြီးတော့စားသုံးရုံတောင်ကဥပုံနေမှာဆိုရင်တရမနီဥပုံနေမှာဆိုရင်ကျွန်တော်အစားအစာကိုရှော့စားဖို့ရန်လူအပ်တဲ့အတွက်ကြောင့်အကြောင်းအရာကိုတိကျရှင်းလင်းစွာကျွန်တော်ပေါ်ပြဒါကျွန်တော်တွေ့ရပါတယ်အတွက်ကြောင့်ဥပုံနေမှာအစားအစာကိုရှော့စားပြီးတော့ use စင်တဲ့အစားအစာကိုစားဖို့ရန်ကျွန်တော်ကစားတောက်တူးချင်ပါတယ်ကျွန်တော်ဆက်လက်ကြည့်တဲ့အခါမှာဆိုရင်ဖျားခင်ရဲ့ကျွန်တော်လူသားချင်းမှာဆိုရင်ကောင်းမှုစွာဆက်ဆံအဆက်သွင်းရှိဖို့ရန်ကိုယ်ခန္ဓာကိုယ်လည်းကျန်းမာဖို့ရန်လိုအပ်တဲ့ဆိုတဲ့အကြောင်းကျွန်တော်တွေ့ရပါတယ်ကျွန်တော်ဆက်လက်ခေါင်းစဉ်တစ်ခုကြည့်တဲ့အခါမှာကိုထိန်းချုပ်မှုပြုလုပ်ခြင်းဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်ကြည့်ရတဲ့အခါမှာဆိုရင်ဒီခရိယန်တွေဖြစ်တဲ့အတွက်ကြောင့်ခရိယန်တွေဆိုရင်တင်းသုံးဆွဲမှုကိုချုပ်တင်မှုရှိဖို့ရန်လိုအပ်ပါတယ်ဒီကိုတင်းသုံးဆွဲမှုကိုလိုက်နာပြီးတော့အစားအစာမှာလည်းစားတောက်ပိုင်းမှာလည်းတင်းစွာစားသုံးတတ်ဖို့ရန်လိုအပ်တာကျွန်တော်တွေ့ရပါတယ်ဒီလိုမျိုး use ရှင်းစားတောက်တဲ့အခါမှာဆိုရင်ကိုယ့်ရဲ့ကျန်းမာရေးတာမကဝိညာဉ်ကြီးအသိဉာဏ်တွေကိုပုံမူပြီးတော့တန်ဆွမ်းစီတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်သိရှိနားလည်ရပါတယ်ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်တဲ့အခါမှာဆိုရင်အစားအစာကိုကျူးလွန်စွာစားခြင်းအကျင့်တော့မဟုတ်အချိန်မတန်မနဲ့ကြိုက်တဲ့အချိန်မှာဟိုတွေ့တီဟိုပန်းတီတွေ့လိုက်အဲ့ဒါကောက်စားလိုက်သမီးစားတဲ့နေရာကြုံလိုက်အဲ့ဒါကိုမှာတော့ပြီးတော့ကောက်စားလိုက်စရပြီးစားခြင်းတဲ့အချိန်မှာကောက်စားခြင်းကဆိုရင်အစာမကြေခြင်းယောဂဖြစ်ရခြင်းရဲ့အကြောင်းရင်းတခု
ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တိကျရှင်းနေစွာပေါ်ပြတာကျွန်တော်တွေ့ရပါတယ်ကျွန်တော်အစားကျူးခြင်းအတော့ကျူးခြင်းအိတ်ကျူးခြင်းအကြည့်ကျူးခြင်းဒီအရာတွေကအတိဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တိကျရှင်းလင်းစွာကျွန်တော်ကစားကိုရဲ့စိတ်နှလုံးသားထဲမှာထည့်ထားပြီးတော့လူကျိုးစွာမလို့မိမဲတဲ့တင်းတင်းလျောက်ပတ်စွာလုံဆောင်ကျင့်သုံးတတ်ဖို့ရန်လိုအပ်ပါတယ်မလို့ဘူးမကြည့်ဘူးမအိပ်ဘူးမစားဘူးဆိုပြီးတော့ပြောချင်တာမဟုတ်ဘူးတင်းတင်းစွာစားတတ်ဖို့ရန်တာရင်စင်းလူပြီးဆိုတဲ့မျိုးပေါ့ဗျာတို့တင်းတင်းစွာစားတတ်ဖို့ရန်ဆိုရင်လည်းတတိပြုစီလိုပါတယ်ဒီအလုံးလူကျိုးစွာလှုပ်ချင်းနဲ့အစားအစာကိုလူကျိုးစွာစားခြင်းရဲ့အရာလာကဆိုရင်ယောဂဗျာတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တတိထားဖို့ရန်လိုအပ်ပါတယ်ကျွန်တော်ဒီအစားကျူးခြင်းဟာဆိုရင်အရက်တောက်ခြင်းကဲ့သို့ပြီးအစင်းတူတဲ့အရာဖြစ်တဲ့အကြောင်းကိုကျွန်တော်သိရှိနားလည်ဖို့ရန်လိုအပ်ပါတယ်ကျွန်တော်ဒီအသားငါးရီမစားဘူးကျမကြီးနဲ့မကိုက်မညီနဲ့အရာတွေကိုမတိတွေ့ဘူးမစားဘူးစူတဲ့သူတွေကဆိုရင်ဒီအစားအစာကိုလွန်ကျိုးဆိုတာစားခြင်းဖြင့်အစားအစာကျိုးလွန်အစားကျိုးတဲ့သူတွေမကြာခဏဖြစ်ကြတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တတိထားဖို့ဖြစ်ပါတယ်အဲ့တော့ကြောင့်အစားအစာကိုကောင်းစွာချင့်ချင်ပြီးတော့စားတော့တတ်ဖို့ရန်လိုအပ်ပါတယ်ဆိုတော့ဒါဆိုရင်မိခုမင်းချင်စရာတခုပြပါတယ်တရက်မှာဆိုရင်အစားအစာကိုဘယ်နှကြိမ်စားမရမလဲပေါ့ဗျာကျွန်တော်တင်ကြရှင်းလင်းစွာပေါ်ပြတာကျွန်တော်တွေ့ပါတယ်အစားအစာဟာရဆရာဂျမ်ပြူချက်စာမျက်နှာ193 196 198မှာအစားအစာဘူးတရက်မှာနှစ်ကြိမ်စားဖို့ရန်အကောင်းဆုံးဖြစ်တယ်ဆိုပြီးတော့ပေါ်ပြတာကျွန်တော်တွေ့ရပါတယ်တိုးတော်လဲပညာသင်ကျောင်းတက်နဲ့ကျောင်းသူကျောင်းသားများသူမြင်တာမကဒီအလုပ်ကျန်းလို့တဲ့သူတွေအတွက်3ချိန်လွတ်ရင်စားသုံးလို့ရတယ်ဆိုတဲ့အကြောင်းကိုစာမျက်နှာ139 198 189မှာတိကျရှင်းလင်းစွာပေါ်ပြတာကျွန်တော်တွေ့ရပါတယ်ဆက်လက်ကျွန်တော်ကြည့်တဲ့အခါမှာဆိုရင်နောက်တစ်ချက်ခေါင်းစဉ်တစ်ခုတစ်ချက်ကလည်းအစာစားချိန်ကိုတင်းတင်းစွာချက်မချင်းဆိုတဲ့အခါခုအာရဖြစ်ပါတယ်ကျွန်တော်ခုနကကျွန်တော်ပြောထားတဲ့အတိုင်းခုစားချင်တဲ့အရာကိုစားစရာတွေကိုရှိမှရောက်တဲ့အခါမှာစားချင်တိုင်းကောက်စားချင်ကဆိုရင်အမတာမကိုယ့်ရဲ့အစာချီစနစ်ကိုပင်ပန်းစေပြီးတော့အစာချီချင်းကိုမကြည်ရှင်းနိုင်တော့ဘဲနဲ့ပင်ပန်းစွာချီရတာကျွန်တော်ပြောပါတယ်အဲ့အတွက်ကြောင့်ဒီအစာအိမ်ကယောဂတွေရပြီးတော့ကင်ဆာတွေဖြစ်ရခြင်းအကြောင်းတရက်တဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီအရာတွေကိုရှောင်ကြဉ်တတ်ဖို့ရန်ကျွန်တော်နဲ့တိုက်တွန်းစီလိုပါတယ်အထူးသဖြင့်ညနေပိုင်းကျွန်တော်အစာစားတဲ့အခါမှာဆိုရင်အများကြီးမစားဖို့ရန်အကြံပေးချင်ပါတယ်သူကဒီညနေပိုင်းအစာကိုအများကြီးစားတဲ့အခါမှာဆိုရင်ဒီခန္ဓာကိုယ်အနာယူမှုဒီအရာကိုအနာမယူနိုင်တော့ဘဲနဲ့အဆက်လက်စက်တက်အလုပ်ရတဲ့အတွက်ကြောင့်ဒီခန္ဓာကိုလည်းပင်ပန်းစီပြီးတော့အစာရင်ကိုလည်းပင်ပန်းစီပြီးတော့ယောဂါတွေရစီနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်သတိပြုဖို့ရန်လိုအပ်ပါတယ်ဆိုတော့ဒီအစာအသောက်ပုံစံပြုပြင်မှုမှန်ချင်းဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်ထပ်ပြီးတော့လေ့လာတဲ့အခါမှာဆိုရင်တစ်တလို့အစာအသောက် plant based diet ကိုစားခြင်းကဆိုရင်ကိုယ့်ရဲ့ကျန်းမာရေးကိုကောင်းမှုနဲ့အစာကျူးခြင်းကနေရှားနိုင်ဖို့ရန်အကုန်ကြီးဖြစ်စီတယ်ဆိုတဲ့အကြောင်းကိုဒီမှာကောင်းမှုစွာတိကျရှင်းလင်းစွာပေါ်ပြတာကျွန်တော်တွေ့ရပါတယ်တက်တက်လို့အသားကိုစားခြင်းဖြင့်တက်တက်လို့အသားငါးတွေကိုစားခြင်းတဲ့တက်တက်လို့စားခြင်းကကျန်းမာရေးကိုကောင်းမှုစီတလူမျိုးကိုယ့်ရဲ့အစာကျူးလွန်စွာစားခြင်းကိုရှောင်ကျဉ်နိုင်ဖို့ရန်အကူအညီပေးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်သတိပြုစီလိုပါတယ်သူ့ပြည်သူကဒီနောက်ဆုံးသောနေ့ရဲ့မာသက်ရှင်တဲ့ခရိယာများကအသားငါးတွေကိုသူတို့ရဲ့စပွဲပေါ်မှာမတွေ့ရတော့ဘူးဆိုပြီးတော့စာမျက်နှာ955မှာတိကျစွာဖော်ပြတာကျွန်တော်တွေ့ရပါတယ်အဲဒါကြောင့်အသားငါးတွေကိုစားခြင်းတဲ့ဟင်းသီးဟင်းရက်တွေကိုစားဖို့ရန်ကျွန်တော်နဲ့တိုက်တွန်းအားပေးချင်ပါတယ်
သူပြောတာကျွန်တော်ကိုထိန်းချုပ်မှု self disciplines ကဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ဝိညာဉ်ရေးရမှာကောင်းမှုအတွက်အမဖြစ်မနေလိုအပ်တဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်လူကတိကျရှင်းလင်းစွာဟောပြတာကျွန်တော်ပြောပါတယ်သူတဲ့အတွက်ကြောင့်ကျွန်တော်ကိုချုပ်တီးပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာဖို့ရမိမိကိုထုစစ်ပြီးတော့ချုပ်တီးမှု self disciplines ရှိဖို့ရစိတ်ကရှိဖို့ရကျွန်တော်ကစားအဘီတိုက်တွန်းချင်ပါတယ်ဗျကျွန်တော်တမန်တို့ကြည့်တဲ့အခါမှာဆိုရင်သမင်းစားတဲ့အခါတိုင်းမှာဆိုရင် using တဲ့အစားအစာ2မျိုး3မျိုးတဲ့မပူစီရဘူးဆိုပြီးတော့ပေါ်ပြတော့ကျွန်တော်တွေ့ရပါတယ်ကျွန်တော်ကဒီအစားစားတဲ့အခါမှာအစာတီလောက်ကျွန်တော်တာပဲစားပြီးတော့ကျမ်းမာရေးနဲ့အကိုက်နေတဲ့တိတိဝလံတွေတက်တန်လို့တွေပဲစားဖို့ရင်ဆိုရင်လည်းအကြံပြုစီလိုပါတယ်ကျွန်တော်ကကျမ်းမာတန်ဆွမ်းဖို့ရန်အစားအစာတွေကောင်းတဲ့အစားအစာတွေစားရုံတောင်မကဒီကိုယ်ကာယအလေးချင်းခံ exercise တွေကိုလည်းပုံမှန်လုပ်ဖို့ရန်ဆိုရင်လည်းအကြံပြုစီလိုပါတယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီနေ့မှာပြောချင်တဲ့အရာအဓိကအရာကတော့ဆိုရင်အစားအစာဘူလွန်ကျိုးစွာမစားသုံးဘဲနဲ့တင်းလျော့ပတ်စွာစားသုံးပြီးတော့အစားအစာပိုင်းမှာဆိုရင်တမကအကြည့်အချင်းတောက်ချင်းဘယ်အမှုအရာကိုလုံဒီပြုတ်ဒီဖြစ်စီပြတ်ငယ်ဘုံတော်ထင်ရှားစီဘူးရန်ပြုလုပ်ပြီးတော့ပြတ်ငယ်ဘုံတော်တူးတဲ့ပြတ်ငယ်သာသနာတူးတဲ့ကျပြန့်ဘူးရန်မိမိရဲ့ lifestyle မိမိရဲ့အသက်တာဖြင့်သူတစ်ပါးကိုပုံသက်တည်ပြပြီးတော့အလင်းတရားဒုံလင်းစီဘူးရန်ကျွန်တော်ကစားအာဘီတာဒွန်းစီလိုပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ကြမ်းကြက်နောက်ဆုံးထပ်မှပြီးတော့ဖတ်ပြချင်ပါတယ်ဒီကဟန်ချစ်ဇန်ရဲ့31တင်တို့ဒီစားတော်ကောင်တောက်တော်ကောင်မီဒီယာမှုကိုပြုတ်တော်ကောင်ဖြတ်ကြီးဘိုးတော်ကိုထော်ရခတ်တင်တော့မှုကိစ္စတော့ကိုပြုတ်ကြတော့ဆိုရတဲ့ကြောင့်ကျွန်တော်စားတော်ကောင်တောက်တော်ကောင်မီဒီယာအရာအမှုအလုံးစုံကိုပြုတ်တော်ကောင်ဖြတ်ကြီးဘုံတော်ထင်ရှားစီပြန်ပြုတ်လို့ကြပါစို့ဆိုပြီးတော့ကျွန်တော်နေအာဘီတိုက်တွန်းနှိုးဆော်ချင်ပါတယ်တို့ပြင်သာကဒီကျမ်းမာရေးနဲ့ကိုက်နေတဲ့အစားအစာတွေတင်းနဲ့ပတ်စွာစားပြီးတော့အခုကျွန်တော်အစားအစာလွန်ကျွတ်စွာစားခြင်းကအပြစ်ဖြစ်တယ်အိတ်လွန်ကျွတ်စွာအချင်းအပြစ်ဖြစ်တယ်တောက်လွန်ကျွတ်စွာတောက်ချင်းကြည်လွန်ကျွတ်စွာကြည်ချင်းတွေကအပြစ်ဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုသိပြီးပြီးတဲ့အတွက်ကြောင့်ကိုတင်းလျော့ပတ်ချင်းချင်ပြီးတော့တင်းစွာစားတော့တက်ဖို့ရင်ကျွန်တော်ကစားကျွန်တော်နေနဲ့အာပီတိုက်တွန်းခွန်အားအာပီအာယုပြုရင်နဲ့ညီကုန်းချော်လိုက်ပါတယ်အားလုံးပေါ်မှာပြတ်ရင်ကြော်ရွများပြဆိုတော့ကောင်းချင်ပြီလားသုံးလုံးချပြီးတော့မှာပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ